မင်္ဂလာပါရှင်ပြောင်းလဲတူးတက်နေတဲ့ကမ္ဘာအံ့ပွဲသတင်းတူတွေကိုအောင်လုံးမင်းနားဆင်နိုင်ဖို့တင်ဆက်ပေးလိုက်ပါတယ်2026ခုနှစ်ရဲ့ဧပြီလနောက်ပိုင်းမှာတော့လူသားတွေရဲ့တီထွင်ဖန်တီးနိုင်စွမ်းဟာကျမတို့ရဲ့စိတ်ကူးအိမ်မက်တွေကိုကျော်လွန်ပြီးလက်တွေ့ဖိလာနေပါပြီပထမဆုံးအနေနဲ့ရင်ကုန်စိတ်လှုပ်ရှားစရာအာဂါသခရီးစီတွေအကြောင်းပြောပြချင်ပါတယ်အင်္ဂါချိုရဲ့ဖုန်တူတဲ့မြေပြင်ပေါ်မှာလူသားတွေနေထိုင်နိုင်ဖို့အခြေချစကန်တစ်ခုကို 3D printing နည်းပညာနဲ့စတင်တည်ဆောက်နေပြီဖြစ်ပါတယ်။ဒါဟာသိပ္ပံရုပ်ရှင်တွေထဲကလို့မဟုတ်ပဲလူသားတွေတခြားဂျိုတစ်ခုပေါ်မှာတကယ်ပဲအခြေချနိုင်တော့မယ့်သမိုင်းဝင်ခြေလှမ်းတစ်ခုပဲဖြစ်ပါတယ်။နည်းပညာကဏ္ဍမှာလည်းအမကန်အောင်မြင်မှုတွေရှိနေပါတယ်။ဆေးဘက်ဆိုင်ရာသုတေသနအဖွဲ့တွေဟာကင်ဆာရောဂါကိုရှာဖွေဖော်ထုတ်ရမှာလူသားဆရာဝန်တွေချက်ပုံမတီးကြတဲ့ AI စနစ်တစ်ခုကိုအောင်မြင်စွာစမ်းသပ်နိုင်ခဲ့ပါပြီ။ဒီနည်းပညာကြောင့်အနာဂတ်မှာယောဂဝေဒနာရှင်ပြောင်းများစွာရဲ့အသက်ကိုစောစီစွာကယ်တင်နိုင်တော့မှာပါ။သဘာဝပတ်ဝန်းကျင်ဘက်ကိုကြည့်မယ်ဆိုရင်လည်းသမုဒ္ဒရာတွေအတွင်းကပလတ်စတစ်ညစ်ညမ်းမှုတွေကိုအလိုအလျောက်ဖယ်ရှားပေးမယ်စက်ရုပ်ရေငုပ်သင်းဘော်လီတွေဟာကျမတို့ရဲ့ပင်လယ်ပြင်တွေကိုပြန်လည်အသက်သွင်းပေးနေပါတယ်။ဒါအပြင်ဥရောပနိုင်ငံအချို့မှာဆိုရင်ဒီနိုင်ငံလုံးသုံးရည်လက်လျှက်စစ်တအားကို90%ကျော်ကိုနေရောင်ခြည်နဲ့လေစွမ်းအင်လိုမျိုးအစိမ်းရောင်စွမ်းအင်တွေကနေပဲရယူနိုင်တဲ့အထိတိုးတက်လာခဲ့ပါသည်။စီးပွားရေးနဲ့လူနေမှုပုံစံတွေမှာလည်းအပြောင်းလဲကြီးတွေဖြစ်ပေါ်နေပါတယ်။အခုဆိုရင်ကမ္ဘာတဝန်းမှာငွေသားထုံဆွဲမှုအစားဘဟာဝိုင်းရဲ့ကိုပိုင် digital ငွေကြေးစနစ်တွေကနေရာယူနာပါပြီ။ပိုပြီးထူးခြားတာကတော့ကမ္ဘာထိပ်တန်းကုမ္ပဏီကြီးတွေမှာတပတ်ကို4ရက်လဲအလုပ်လုပ်တဲ့စနစ်ကိုကျင့်သုံးလာပါတာ။ဒီစနစ်ကြောင့်ဝန်ထမ်းတွေရဲ့စိတ်ကျန်းမာရေးဟာပိုမိုကောင်းမွန်လာသလိုလုပ်ငန်းခွင်စွမ်းဆောင်ရည်တွေလည်းတိုးတက်လာတယ်လို့သိရပါတယ်။ဒါတွေကတော့ကျမတို့နေဆိုင်နေတဲ့ကဘာကြီးကိုပိုမိုကောင်းမွန်တဲ့အနာဂတ်စီဆွဲခေါ်သွားမယ့်နောက်ဆုံးရသတင်းထူးများပဲဖြစ်ပါတယ်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။